Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ဖီကိုနယ်ယိုနဲ့ဟင်ဒရော်ယိုရဲ့အသုံးပြုပုံကိုလေ့လာသွားမှာဖြစ်ပါတယ်ဖီကိုနယ်ယိုပင်မန်းတယ်အသုံးပြုပုံကကြတော့ရုပ်ပိုင်းဆိုင်ရာပင်မန်းတာအနားယူလိုက်လို့ရှိရင်တတ်တာသွားမယ်ခဏတာပင်မန်းမှုမျိုးပြောတာဖြစ်ပါတယ်ဥပမာ밤새 공부해서 피곤해요. 밤새ဆိုတာတညလုံးညလုံးပေါက်ဆိုလိုတာဖြစ်ပါတယ် 공부하다စာလေ့လာသည်အဲ့တော့ 밤새 공부해서 피곤해요. တညလုံးစာလေ့လာခဲ့ရလို့ပင်ပန်းနေဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒီစာကြောင်းမှာဆိုရင်တညလုံးလေ့လာခဲ့ရလို့ကိုယ်ခန္ဓာကပင်ပန်းတာကိုဆိုလိုတာဖြစ်ပါတယ်နောက်ဥပမာတစ်ခုကတော့ကွန်ပျူတာတွေမာနီဖွာဆောလူနီဖီကိုနေရောကွန်ပျူတာကကျတော့ကွန်ပျူတာအဲ့တော့ကွန်ပျူတာကိုမာနီအများကြီးဖွာဆောကြည့်လို့လူနီမျက်လုံးကဖီကိုနေရောပင်ပန်းနေအတိတ်ပဲကကျတော့ကွန်ပျူတာကိုအရင်အကြာကြီးကြည့်လိုက်လို့မလို့မျက်လုံးတွေညောင်းနေတယ်နာနေတယ်အဲ့ဒီအတိတ်ပဲပြောတာဖြစ်ပါနောက်တစ်ခုကတော့ဟင်ဒရော်ရောပင်ပန်းနေသူ့ကိုကြတော့ဘယ်မှာအသုံးပြုလဲဆိုရင်အခြေအနေတစ်ခုခုကိုရုန်းကန်နေရတဲ့ပင်ပန်းမှုမျိုးပေါ့နော်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်လက်ဖြန်ပြီးရမယ်အလုပ်တွေကဒီနေ့ဒီမပြီးနိုင်သေးလို့ကိုယ်တွေ့ခက်ခဲပြီးတော့ပင်ပန်းနေတာမျိုးဖြစ်နေတဲ့အခြေအနေပေါ်မှာရေဆိုင်ရခက်ခဲနေတာမျိုးမှာအသုံးပြုတာဖြစ်ပါတယ်ဥပမာ일이 너무 많아서 힘들어요. 일이အလုပ်က 너무 많아서 အရမ်းများလို့ 힘들어요. ပင်ပန်းနေ 일ဆိုတာအလုပ်ကိုပြောတာဖြစ်ပြီးတော့ 너무ဆိုတာကတော့အရမ်းကိုဆိုလိုတာဖြစ်ပါတယ်နောက်တစ်ခုကတော့ 너를 사랑하는 게 너무 힘들어. 너를နင့်ကို 사랑하는 게ချစ်ရတာက 너무 힘들어. အရမ်းပင်ပန်းနေစာရဟာတာကတော့ချစ်တယ်ဆိုတာကိုဆိုလိုတာဖြစ်ပြီးတော့နော်ဆိုတာကတော့နင်းဆိုတာကိုပြောတာဖြစ်ပါတယ်အတူချုပ်မှတ်မယ်ဆိုလို့ရှိရင်ဖီကနေဝါကြတော့ခဏတာပင်ပန်းမှုမျိုးပေါ့နော်အနားယူလိုက်ရင်တက်တာသွားမှာဟင်ဒရော်ယူကကြတော့ခက်ခဲရုန်းကန်နေရတဲ့အခြေအနေအနားယူလိုက်တာနဲ့ပင်ပန်းတာတက်တာသွားမှာမျိုးမဟုတ်ဘူးပေါ့နော်အဲ့လိုတူမှတ်လို့ရပါတယ်ဒီနေ့ဖီကိုနေယိုနဲ့ဟင်ဒရော်ယိုကွာခြားချက်ကိုလေ့လာခဲ့တာဖြစ်ပါတယ်။ဘယ်အချိန်မှသုံးလဲခေါမန့်မှာရေးခဲ့ပြီးလို့ရပါတယ်။အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။ Bye bye